မြင်းမွေးထားတယ်အကင်းလေးစားပြီးกินထားပြီနော်ဒါထပ်ကီလေးกินထားပါရဲ့ရှင်ကြက်မဟုတ်ပါဘူးထပ်ကီပါနော်စားပြီးกินထားပြီအထဲဒီပူအောင်လို့ပါအထဲဒီပြက်အောင်လူကြီးကတော့ပြေးမှပြီ350လောက်နဲ့ဆိုတော့ပေါ်အောင်တော့ဆက်လေးရကျော်ဒီအကောင်ရန်နေထွက်မယ်လုံအောင်တော့မပုံတာဘူးဆက်ပြီးနည်းနည်းကြီးလို့15မိနစ်လောက်ပဲနော်တချမ်းကိုกินထားပြီးဆိုရင်တချမ်းလှည့်မယ်ဒီကနေ့တင်းတာဒီလိုအမြင်ထားချင်ရတယ်ဆန်းလှန်ထားလိုက်ပြီပေါ့နော်လက်ကိုပါလိုက်ပါလေဒီရတဲ့နည်းပြင်းတယ်ဒီကအမေကဒီကအမေကဒီလိုလေခဏပြတ်ထုတ်သွားမယ်ဒီလိုအုပ်ထားပြီးတော့အနည်းဆုံးတနာရီ15လောက်ကြာမှပြန်စစ်မယ်နော်နောက်ထပ်တနာရီနဲ့15မိနစ်ကြာမှပြန်စစ်မယ်အဲဒါဆိုရင်အားလုံးပါ2နာရီပေါ့နော်ဒီဘက်ဒီကလှည့်ပေးလိုက်တော့နော်အင်းနဲ့ခေါင်းနဲ့လှည့်ပေးလိုက်ပါလေပြအိတ်ထားမယ်နော်